ကဲဒီနေ့ကတော့မြိုင်တို့မော်ဘီမျိုးမှာအကျော်ဆောင်ဆိုင်အကြီးဖွင့်ထားရှိရပေါ့နော်အဲဒီတော့ဒီနေ့တူမလေးနဲ့အတော်ကြီးခေါ်ပြီးတော့အကျော်လေးသွားကြည့်လိုက်အောင်မယ်ပူကျွတ်လေးနော်ရှင်ရွေးဆိုလို့ရှိရင်လည်းကိုရိုင်းစနစ်ဖြစ်ပါတယ်ကဲဒီနေ့ကတော့မြိုင်ကအတော်တွေရောတူမတွေရောကိုအိမ်မှာချက်မကြွေးတော့ဘူးပေါ့နော်။တို့ဒီမော်မျိုးမှာပဲရှိတယ်ဒီဆိုင်ကြီးနဲ့ပေါ့နော်အကျော်ဆောင်ဆိုင်ရှိတယ်ဆိုင်နာမည်ကတော့လှိုင်ထိထားပေါ့နော်နေရာကျတော့ဒီနိုင်တို့မော်ဘီမျိုးတက်ကြီးကုန်းမှာဖွင့်ထားတာပေါ့နော်သူစမှာဆိုလို့ရှိရင်အကျော်တွေကလေစီတန်းတန်းနဲ့ကျော်ထားတဲ့ပြင်ကိုမှအကျော်အမေတွေကမှအများကြီးပဲအကျော်တစ်ခုတည်းမဟုတ်ဘူးနော်ကောင်းချင်းမောင်းတွေလည်းရတယ်လက်ဖိတ်လည်းရတယ်ပေါ့နော်အတော်နဲ့တူမလေးကတော့ဆိုင်ထဲမှာထိုင်နေကြပြီအထဲမှာပါအကျော်တွေရလဲဆိုတော့ပြပြမြင်နော်မင်္ဂလာပါညီမလေးကဲအကျော်စားချက်လို့လာပါပြီဒါတွေရလဲဆိုတော့စုံလျောနော်လူရဲကောင်းရင်တော့တဲ့ကောင်းရင်မီးကင်းနဲ့ကောင်းရင်ပေါ်မှာ၄မျိုးရတာနော်မုံးစီကျော်ကြိုက်တဲ့သူတွေလည်းဆိုအဆင်ပြေရနော်အဲဆိုမြိုင်တော့အညာဘက်ကလူတွေကမုံးစီကျော်ဆိုလို့ရှိရင်အခါကြီးရဲ့ကြီးတစ်နှစ်မှတစ်ခါလောက်ပဲကြော်ရလေတရင်ကျို့တို့အဲ့လိုမျိုးတွေပဲကြော်တာဆိုတော့တကယ်လို့မုံးစီကျော်အများနဲ့ရလားရတယ်ရှင်မုံးစီကျော်အများနဲ့စားကြတဲ့သူတွေဆိုလို့ရှိရင်တော့ဒီလိုင်းလေးထဲမှာရရနော်မိုးလက်ကောက်လည်းရတယ်ဟင်းကအဲ့ဆိုအမမမယ်နော်အကျော်ကိုအကျော်ဆုံးပွဲကြီးမှာလိုက်မယ်သူကအစုံလဲမှလို့ရလားကိုစားချင်တဲ့ဟာလေးရွေးမှလို့ရရမှာလားရွေးပြီးတော့မှလို့ရရနော်ဒီပါလေးရခိုင်မုံတီလည်းရရနော်မုံတီရေရောပြီးရင်သူကမုံတီကိုမှငဖယ်နဲ့ပဲကြော်နဲ့ပြီးမုံဖတ်တုပ်တွေလည်းရရနော်လိုက်ထထားအကျော်ဆောင်ဆိုင်မှာကြတော့လေအကျော်ဆောင်တစ်ခုတည်းမဟုတ်ဘူးသူ့မှာကကောင်းချင်းပေါင်းရှိမယ်ကောင်းချင်းတော့ပေါ်မှာမင်းကင်ထားတဲ့အနံသင်းလေးရဲ့ပြီးရင်ငပြောကောင်းချင်းတို့လည်းအများကြီးရှိရပေါ့နော်စစ်ကြရွေးချယ်ပြီးစားသုံးလို့ရတယ်ကောင်းချင်းမိဖို့ပေးကြမင်းအေးတော့မလားကျေးဇူးများတင်ပါမွေးကတော့မလားမွေးကဆိုလို့ရှိရင်လည်းမန်လေးပဲကြော်ဘူးတိကြော်ဥဖဲဦးတွေလည်းအကုန်ရရယ်နော်ပြီးတော့နန်းကြီးတုတ်တွေလည်းရတယ်ရှင်ရွေးဆိုလို့ရှိရင်လည်းကိုရိုင်းစနစ်ဖြစ်ပါတယ်ကျွန်တော်ကရှင်ရွေးကြိုက်တယ်အမေဆိုင်အမြဲတမ်းရှင်ရွေးကလည်းပေးမှပါလင်ကြဆိုတော့လေရှင်ရွေးလေးဆိုင်ရလေတော်တော်လေးကျယ်ရယ်နော်ကားပါကင်ဆိုလို့ရှိရင်လည်းတော်တော်လေးထားလို့ရတယ်ဒီအတွင်းထဲမှာဆိုလည်းဆိုင်အကျယ်ပဲအပြင်ဘက်မှာလည်းအကျယ်ပဲနော်ညတို့အကျော်ဆိုင်ရိုက်တဲ့အခါမှာလေအကျော်တွေကအများကြီးကြော်ထားတာမျိုးမဟုတ်ဘူးပေါ့နော်ညတို့တွေကအရင်ဆုံးစားချင်တာလေးမှားတယ်အဲ့တော့မှသူကပူပူနွေးလေးကြော်ပေးတာစောင့်တဲ့အခါမှာလည်းအကြာကြီးစောင့်ကြမလို့ဘူးပေါ့နော်ထားလိုက်မယ်အကျော်ဆိုတော့ကြီးရောကောင်းကြီးမောင်းမိလားကောင်းကြီးမိခင်မလက်စင်းစရာရှိရမယ်လက်နဲ့စားလိုက်ဟဲ့ပူပူလေးဘူးတိကြောပူကျွတ်လေးနော်ကောင်းလားစီနန်းကြီးတော့ကစီရိုင်းမမြောင်နော်ပုံမှန်ပဲစီကြောက်တဲ့သူတွေအတွက်အစီအမံဟုတ်တယ်မဒါကအကျော်ဆောင်ကိုပွဲကြီးပေါ့နော်ဘာပါလဲဆိုရင်ပြပြမယ်စက်သွန်ကြော်ပါမယ်စူပုတ်ကြော်ပါမယ်တောင်မူကြော်မြစ်ကြော်တိုဘူးကြော်ကြပြာကြော်အာလူကြော်ဘူးတိကြော်ပဲကြော်ဒါဆိုလို့ရှိရင်ဒါမြက်ခွာရနော်ရှုံးရည်တီဒါအစုံဒါပွဲကြီးပေါ့နော်မြန်တို့ဒီဟာဆိုလို့ရှိရင်လာတဲ့သူ9ယောက်ဆိုပွဲကြီးတစ်ပန်းဆိုတော်တော်လေးစားရမှာနော်ပြီးတော့သွားလေမြန်တို့ကမာလာပြည့်ဆိုတာနဲ့ချက်ချင်းကြော်ပေးရဆိုတော့လေအရင်ကြီးကြာကြီးလည်းမစားဘူးစားလိုက်တဲ့ခါဆိုတော့ပူပူလေးစားတာပေါ့နော်အကျော်ဆိုလို့ရှိရင်ပူပူလေးစားမှပိုစားကောင်းတာလေဒါခုမြန်တို့ဆိုပူပူလေးနဲ့မုံသားလေးဆိုတော့ကျွတ်လေးဒါအာလူကြောင့်မနှက်စားအောင်လေအိမ်မှာလို့မစားချင်ဘူးဆိုလို့ရှိရင်ဒီမှာအကျော်စုံလည်းရတယ်မဝင်ကားလည်းရတယ်အကုန်ရတယ်နော်မဖိတ်လည်းရတယ်မင်းအေးရုံးလားအဲ့တို့ဆိုခါကျကိုအိမ်မှာကြော်တဲ့ခါမျိုးဆိုရင်မုံသားထူသွားတာမျိုးဆိုပိတ်ကြီးလေဝါတဲ့ခါကျလို့ရှိရင်မမာကြီးပြီးတော့မုံသားများတဲ့ခါကျလို့ရှိရင်အေးသွားတဲ့ခါမျိုးဆိုလို့ရှိရင်လည်းပျော့ပျော့နေတဲ့အရင်စားမကောင်းတာမျိုးဖြစ်တယ်ပေါ့နော်ဒါလေးကကျတော့သူ့ရဲ့မုံသားလေးကပပလေးပူပူလေးနဲ့ကျွတ်ကျွတ်မမွားလေးအချင်းဆိုလို့ရှိရင်လည်းဒါမျိုးတို့အကြိုက်ချင်းဒါ
ဒါကဟိုငရုတ်နှစ်ချင်ပေါ့ အ နော် ကျော်ကကြတော့အခုချက်ချင်းကြော်ပေးတာဆိုတော့လေမမွားလေးနဲ့ကြွကြွလေးအရင်စားကောင်းတယ်မုံသားဆိုလည်းထူထူပြပြချင်းမဟုတ်ဘူးနော်ပပလေးနဲ့ကက်ကက်ကလေး ဒါမြက်ခွာရက် စီဆိုလို့ရှိရင်လည်းမြေပဲစီတန်းအောင်မှာတုံးထားတာဆိုတော့လေအကျော်တစ်ခုစားလိုက်ပြီဆိုတာနဲ့လဲကြောင်ရှာနေရမျိုးမရှိပဲနဲ့ဒီစီတန်းတောင်တုံးထားတယ်ဆိုတာမျိုးကိုစားကြည့်လိုက်တာနဲ့တန်းတည်ရပေါ့နော် ကဲဒါကရုံးရီတီကြော်ဖြစ်ပါတယ် အကျော်ရတယ်စားကြည့်တဲ့သူဆိုသိတာရယ်နော်စီကဘာစီသုံးထားလဲဆိုတာဒီဘဲစီကိုသုံးပြီးကြော်ထားတာရုံးရီတီနဲ့မုံသားနဲ့ကြည့်ကြည့်လိုက်လို့ရှိရင်လေမုံသားအရင်ထုတ်ပိတ်မနေဘူးနော်ပပလေးတွေမွေးတယ် လူကြီးဆိုတော့ထိတ်စားတာ လူငယ်ကတော့စားလိုက်မယ်သွားလေဒီမှာအထဲမှာဟိုကသွားတခါရဲနော်အဲလို့ဆိုလို့ရှိရင်ကောင်းချင်းမောက်လို့ရှိရင်ကိုယ့်ကောင်းချင်းကိုတည်တံ့ပေါင်းလိုက်တယ်ပေါင်းပြီးတော့မှဖယ်ပြီးတော့မှအပေါ်နဲ့အုံးဆိုင်ဖြူတာလေသွားမဟုတ်ဘူးတခါရဲအုံးဆိုင်လေးပါပြီးသားဟိုမှာမိခင်ထားတာနော်နာမွေးညာပဲည ဟိုဝင်ဘက်ကောင်လေးရမို့ ကောင်းချင်းမောက်တူနေစားနော်ဆရာကြဒီတစ်ထုပ်ဆုပ်လို့ရှိရင်လည်းဒါအကုန်စားနိုင်တယ်လေခလေးလူကြီးမျိုးဒါစားပြီးတော့လည်းဘိုက်တင်းသွားလားဆိုတော့မသွားဘူးကျန်တဲ့ဟာတွေလည်းစားလို့ရအနေထားထုတ်စတိုင်လေးကိုလုပ်ပေးထားတာနော် ကြီးရသားတယ်သားလားပြောဘုံတွေ့အမလာဖားတယ် ပေးစားမလားမပေးနေနဲ့ကြည့်လိုက်ကောင်းလား ဖားမှာ ဒါကတော့လိုက်ထိတ်ထားရဲ့ signature လက်ဖိတ်ပါမွေးညာခွက်လေးတက်တာခွက်လေးနဲ့ညမကြီးနဲ့ညီညွတ်အောင် မွေးမချုပ်ကြီးတောက်လို့ရတယ်နော် လုပ်လို့မကောင်းပါဘူးကောင်းတာ အဲ့တောင်းလေးနဲ့ဒါကောင်းနေပါကောင်းနေရယ်ဖုံးလို့ရယ်ဖုံးဒီပတ်လေးဒါစပစ်တိချောက်လေးမွေးလိုက်ပြီ ပြောတော့မယ် ချိုးရိုင်းကမ်းနေဆက်ဆက်နေ ဒီဆိုင်ရဲ့လေအကျော်ဆုံးအပြင်ကိုနောက်ထပ်ဘယ်စားစာလေးကိုအများ recommend ပေးမလဲဆိုလို့ရှိရင်ကောင်းချင်းတုပ်ကိုမိခင်ထားတာလေးနဲ့ဒီကောင်းချင်းမုံဖတ်ထုပ်လေးကိုတော့အများကြီး recommend ပေးရပါတော့အရန်စားကောင်းတယ် ယေဆူလည်း waste မဖြစ်အောင်အများကြီးနောက်ထားကဲမင်းတို့တွေစားပြီးတောက်ပြီးသွားပြီပေါ့နော်အခုတော့အအိမ်ကိုကောင်းချင်းတုပ်လေးနဲ့ပြီးသွားရင်အကျော်ဆုံးပွဲကြီးတစ်ဖက်ပတ်ဆက်ပေါ်တော့မှာပေါ့နော်တတ်တာကျေးဇူးများတင်ပါတယ်ထားလိုက်တော့မယ်တတ်တာမတတ်တာမူးရကဲပါဆယ်ယူလာတာပေါ့နော်တချို့တွေကစိုင်လဲလိုက်စားတယ်စိုင်မှာကောင်းချင်းတော့ကျွေးတာဟိုတဲ့မကျွေးလို့တဲ့ဟိုဒီမှာစားဖို့ချာပြင်းနေပေါ့နော်တွေ့လားအပြင်သွားရင်မှိုင်အိမ်ရအောင်တွေ့လားစားကောင်းချင်းတော့ရမ်းကောင်းတယ်နော် တော်ကောင်းနေ ရအကျော်စားကြအိမ်ရောက်တဲ့ကျွတ်တော့အကျော်က ကောင်းချင်းတုပ်ကကြတော့အများ10တုပ်လောက်ဝယ်လာဆိုတော့လေဒေါ်ပြင်းရအိမ်ရောက်မှကိုစားတော့တာကဲဒီနေ့တက်ကတော့လောက်ပါပဲရှင်ညနောက်ဘက်ဒီမှာတော့အများအိမ်မှာပါဟင်းလေးချက်စားပြီးတော့ဘာလေးလုပ်ပြမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါအောင်နော်ညရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ AFC တိုင်းလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်